ကျမဒီနေရာမှာနေတာတော့2နှစ်ကျော်လောက်ရှိသွားပြီပေါ့နော်ဒီဆိုလာမီးတိုင်မဆိုင်ခင်ကတော့ဒီနေရာကြီးအကုန်မှောင်တယ်လေပိုဘက်ထီတစ်လျှောက်မှောင်တယ်မီးလာလဲမှောင်တယ်မီးမလာလဲမှောင်တယ်ဒီဘက်ကကျတော့ပင်နေရလဲများတယ်လေများတော့ကျတော့မှောင်တော့တိတ်မသွားရဲပေါ့ဒါဆိုလာမီးတိုင်ဆိုင်လိုက်တော့လင်းတာပေါ့နေလို့ကောင်းတာပေါ့လင်းတော့လဲစိတ်ချမ်းသာတာပေါ့အဲ့လိုမျိုးအချိန်တန်တော့နည်းနည်းမှောင်လိုက်ပြီဆိုရင်ဒါဆိုလာသူ့ဟာသူလင်းတယ်လေလင်းတော့じゃပျော်တာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့မကြောက်တော့ဘူးရင်တော့ကြောက်တယ်မသွားရဲဘူးလေဒီနေရာဆိုပိုးဆိုးတယ်မသွားရဲဘူးပေါ့နော်အရန်မှောင်တဲ့နေရာဆိုတော့အခုကတော့အချိန်တန်မီးကလင်းတော့စိတ်ချမ်းသာတာပေါ့ပြီးတော့သွားလို့လဲသွားရဲသွားတယ်ပေါ့မကြောက်တော့အခုဆိုရင်ဈေးတိုင်းတွေပါထွက်ရင်လည်းလင်းလင်းထင်းထင်းနဲ့ပေါ့နော်ထွက်လို့ရတယ်ရှိရတဲ့အတွက်ညအခါအလင်းရောင်ရရှိရတဲ့အတွက်လူအများသွားလာလက်ကူတဲ့အနည်းကင်းရှင်းဖြစ်ရှင်ဆိုလာမီးတိုင်ကြီးစိုက်ဝင်တဲ့ချိန်မှာရက်ကွက်အကျိုးတော်တော်လေးရှိသွားတယ်အများအကျိုးလည်းတော်တော်ကောင်းသွားပါကျွန်တော်ညနေကျွန်တော်မှတ်တာဆိုင်6နိုင်ခွဲသူလာပြီမနေ့ဆိုလို့ရှိရင်သူက9နိုင်ကျော်တော့ပြတ်တယ်ဒါကြောင့်တော့နေခင်းဘက်မှာကလင်းအားများတဲ့ခါမှာညကိုလင်းတော်တော်လေးလင်းမှာတော်ကြီးဟုတ်ဟိုကဒီမှာလူတွေကိုနားကိုဒီနားကိုတာကခိုးလို့မရတော့ဘူးအရင်တော့ခိုးလို့ရတယ်ဒီဘက်နဲ့စီခိုးလို့ရညဘက်ကျတော့ဒါလင်းမှာတော့လုံငွေပိုင်းလည်းတော်တော်ကောင်းပါတယ်အရင်တော့တားမှောင်တယ်လေကိုတားမှောင်တဲ့ခါကျတော့လူသွားလူလာခက်ခဲရှိတယ်နောက်ပြီးတော့လူရမှုလည်းရှိပစ္စည်းပြောက်တာတို့ဆိုင်နေပေါ့ကျွန်တော်ဆိုင်ရတာပါပါတယ်ထောက်ခံဆိုလာမီတက်တဲ့ခင်ဗျအချိန်ကြတော့ဒါတွေကနည်းနည်းညော့သွားပါခန္ဓာကျတော့ဝန်တာတာပေါ့ခန္ဓာကျတော့ဟိုဒါမျိုးဖြစ်လာမယ်လေကျွန်တော်တို့မမှန်းပါဘူးသိစားတယ်မှန်းလို့လည်းမရဘူးပုံကြစိတ်လည်းများတဲ့ခါကျတော့မှန်းမှုဆိုလည်းမတွေ့ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်ပေါ့နော်။နောက်လည်းဒီမှောင်တဲ့နေရာတွေကိုမများအလင်းအောင်ပေးနိုင်ပါစေလို့တောင်းပေးလိုက်ပါတယ်။များပေါ့ကိုစားကျွန်တော်ကနေပြီးတော့အလူရှင်တွေကိုဝန်တာကြောင်းပေါ့နော်။ဒီတက်မကလူတိုင်းတန်းနိုင်ပါလိမ့်ပေါ့နော်။အဲ့လိုမျိုးဆူတောင်းနေပါလေ။ရဲတိုင်းလူတိုင်းတန်းနိုင်ပါလိမ့်ဟုတ်